ညကတိတ်ဆိတ်တော့နေအခန်းထဲမှာမီးမဖွင့်ဘူးဖုံးအလင်းအပြာရောင်လေးရဲ့အလင်းပဲမျက်နှာပေါ်ကိုထင်ရှားနေတယ်အိမ်များလို့ Facebook ကိုအယမ်းမစင်စားပဲ scroll လုပ်နေတော့ဒီခေါင်းစဉ်ကိုတွေ့လိုက်ရတယ်မင်းဒီစာကိုဖတ်နေတဲ့ချိန်မှာမင်းနောက်မှာရပ်နေတဲ့သူ ငါရေးလိုက်မိတယ်ဟာလူကိုကြောက်အောင်လုပ်တဲ့စာတွေပဲလို့စိတ်ထဲမှာထင်လိုက်ရင်ဖတ်လိုက်မိတာပဲ ဒါပေမဲ့စာကြောင်းတစ်ကြောင်းချင်းဖတ်သွားတာနဲ့အမျှအခန်းထဲကလေထုကတမိုးပြောင်းသွားသလိုခံစားရတယ်အတန်မရှိဘူးဒါပေမဲ့နားထဲမှာတော့အတန်မရှိတဲ့ခြေထောက်လှမ်းတန်တစ်မျိုးနီးလာတယ်လို့ပဲ မဖြစ်နိုင်ပါဘူးငါကပြန်ပြောမိတယ်အခန်းထဲမှာငါတယောက်တည်းပဲရှိတာတိကျသိနေတာပါပဲ ဒါပေမဲ့ဖုံးမြင့်တဲ့ပြင်အနက်ရောင်ထဲမှာ reflection လေးပေါ်လာတဲ့ချိန်ငါနောက်မှာမကန်တဲ့အရေးတစ်ခုအစပိုင်းတီးတီးလေးကနေကတိကြီးလာနေတာကိုမြင်လိုက်ရတယ်ငါအသက်ရှူဖို့ကိုတော့မဝတ်မရဲဖြစ်လာတယ်နှုတ်ကိုလှည့်ကြည့်ခြင်းနဲ့ဒါပေမဲ့လှည့်ကြည့်မိရင်ဘာဖြစ်မလဲဆိုတာစိတ်ထဲမှာမင်းနေရင်စာအဆုံးကိုရောက်သွားတယ်မင်းမလှည့်ကြည့်ရင်သူကမင်းနောက်မှာပဲရပ်နေမယ်မင်းလှည့်ကြည့်လိုက်ရင်တော့သူကမင်းနေရာကိုယူသွားမယ်အဲ့ဒီစာကြောင်းဖတ်ပြီးချိန်မှာငါတိလိုက်တယ်ကျောက်စရာကစာမဟုတ်ဘူးအခုမင်းဒီစာကိုဖတ်ပြီးတဲ့အချိန်မင်းအနောက်ကိုတကယ်ပဲလှည့်ကြည့်ရဲသီလား